ဒီနေ့ရွေးချယ်ထားတာကတော့တကြံတွင်းစတုတီတာတွေမှာအချွေးများတဲ့အချိုပွဲလေးပါကစုံအရသာအစိမ့်ရဲ့ထညက်အချိုရဲ့ပေါင်းထားတဲ့ကစုံတာကူချိုချူချူလေးပါလုံနည်းလေးကိုစက်ကြည့်ပေးပါအောင်နော်တာကူမချိုခင်ကစုံသုံးလုံးကိုအခုံခွာအတုံးလေးတွေတုံးပြီးရေးစိမ်ထားပေးပါတာကူချိုမဲ့ဦးတယ်တာကူစီတွေမကတ်အောင်ရေများများထည့်ပြီးရေးဆူအောင်တည်ပေးပါရေဆူလာရင်တာကူစိစံချိန်ခွက်နဲ့တစ်ခွက်ခွဲထည့်ပြီး9မိနစ်ပြုတ်ပေးပါပြုတ်နေတော့မှတာကူစိတွေမကတ်အောင်လို့ဇွန်းလေးနဲ့မှွေပေးပါနော်အချိန်ပြည့်သွားရင်မီးပိတ်ပြီးအဖုံးအုပ်ထားပေးပါချက်ချင်းအဖုံးမဖွင့်မဲ့15မိနစ်လောက်တာကူစိတွေကိုအပူချိန်နဲ့နှက်ထားပေးပါနော်15မိနစ်ပြည့်မှအဖုံးပြန်ဖွင့်ပေးပါပြုတ်ထားတဲ့တာကူစိတွေကိုရေစစ်ပြီးသဲတွေမပါအောင်ရေအေးပြန်စေပေးပါပြီးရင်တော့စကားလေးနဲ့ရေပြန်စစ်ထားလိုက်ပါတယ်ကစုံတာကူစကြိုဖို့အတွက်အိုးရဲရေ1လီတာထည့်ပြီးရေစိမ်ထားတဲ့ကစုံဥတွေထည့်ပေးပါထညက်18လုံးသုံးထားပါတယ်အရသာပို့ပေါ်အောင်စားလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပေးပါအဖုံးလေးအုပ်ပြီးထညက်အရေပျော်တဲ့အထိတည်ထားလိုက်ပါတယ်ပြီးရင်ရေစစ်ထားတဲ့တာကူစိတွေထည့်ပြီးမှွေပေးပါအနှဲငယ်ကြံနေတဲ့တာကူမျက်စိတွေပြအောင်လို့အဖုံးလေးအုပ်ပြီးဆက်တည်ပေးပါနော်အခုဆိုကစုံဥလဲနူးတာကူမျက်စိတွေလည်းပျောက်သွားပြီမို့မီးပိတ်လို့ရပါပြီကစုံတာကူကြိုအပေါ်မှာဆန်းဖို့အုံနို့စကြိုပါမယ်အိုးရဲအုံနို့ရေထမင်းစားစွန်း3စွန်းထည့်ပေးပါရေထမင်းစားစွန်း5စွန်းထည့်ပြီးစားလက်ဖက်ရည်စွန်း1စွန်းတကြားလက်ဖက်ရည်စွန်း2စွန်းထည့်ပေးပါအားလုံးရောသွားအောင်မှွေပေးပါပုံမှန်ဆိုရင်အုံနို့နဲ့ရေကအချိုးစားတူတူထည့်ရမှာပါပူသုံးထားတဲ့အုံနို့ဘူးကနည်းနည်းလေးပြစ်နေလို့ရေ9စွန်းထည့်ထားတာပါနော်ပွက်ပွက်ဆူလာရင်တော့ကြိုထားတဲ့အုံနို့လည်းရပါပြီအားလုံးရပြီမို့ပလိတ်တင်စပြင်ပါမယ်ပကံလုံးလေးတွေနဲ့ကစုံတာကူချိုတွေထည့်လိုက်ပါတယ်ခုနကကြိုထားတဲ့အုံနို့ရေလေးတွေစမ်းပေးပြီးအပေါ်ကနေချစ်ထားတဲ့အုံသီးပတ်လေးတွေဖြူပေးပါပြီးရင်တော့အားလုံးကိုရောမွေပြီးသုံးဆောင်လို့ရပါပြီရှင်နှစ်သက်မှာကိုရောစိတ်ရောကျမ်းမာပျော်ရွှင်ကြပါစေလို့ပူတေတိုလေးမှစုမုံကောင်းတောင်းလိုက်ပါတယ် Cook, eat, smile